Hello, I need to see a doctor. မင်္ဂလာပါဆရာဝန်နဲ့တွေ့ချင်ပါတယ် I have an appointment. ချိန်ထားတာရှိပါတယ် I don't have an appointment. ချိန်ထားတာမရှိပါဘူး I'm not feeling well. နေမကောင်းပါဘူး I have a headache. ခေါင်းကိုက်နေပါတယ် I have a fever. ကိုယ်ပူနေပါတယ် I feel dizzy. ခေါင်းမူးနေပါတယ် I have pain here. ဒီနေရာနာနေပါတယ် How long do I need to wait? ဘယ်လောက်စောင့်ရမလဲ Is this an emergency? အရေးပေါ်အခြေအနေဖြစ်နေတာလား I need medical help. ဆေးဝါးအကူအညီလိုအပ်ပါတယ် Can you speak slowly, please? ကျေးဇူးပြုပြီးဖြည်းဖြည်းပြောပါ I'm allergic to this medicine. ဒီဆေးနဲ့ဓာတ်မတည့်ပါဘူး Do I need to take this medicine every day? ဒီဆေးကိုနေ့တိုင်းတောက်ရမလား Are there any side effects? ဘေးထွက်ဆိုးကျိုးတွေရှိပါလား How much will the treatment cost? ကုသစရိတ်ဘယ်လောက်ကျမလဲ When should I come back? ဘယ်အချိန်ပြန်လာရမလဲ Thank you for your help. ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်